စာအုပ်ဆိုင်ထဲဝင်တာနဲ့ရုတ်တရက်အိမ်သာတက်ချင်စိတ်ဖြစ်ဖူးပါသလားဒါကမိတ်ဆွေတူလည်းမဟုတ်ပါဘူးဘာလို့လဲဆိုရင်စာအုပ်ဆိုင်တွေဟာငြိမ်သက်ပြီးစိတ်လက်ချမ်းသာစရာနေရာဖြစ်တာကြောင့်မိတ်ဆွေအုံနောက်ကဦးမကြီးကိုအခုအချိန်ဟာဤပါဖို့အတွက်အကောင်းဆုံးအချိန်လို့အချက်ပြပေးပါတယ်ပြီးရင်အဲ့ဒီအချက်ပြမှုကမိတ်ဆွေရဲ့ဦးမကြီးကိုရုတ်တရက်ညှစ်ထုတ်ဖို့တွန်းအားပေးပါတယ်ဒါကတစ်ချိန်ထက်ပိုပြီးဖြစ်လာရင်မိတ်ဆွေအုံနောက်ကစာအုပ်ဆိုင်နဲ့အိမ်သာတက်ချင်စိတ်ကိုဆက်ဆက်မှတ်သားသွားပြီးနောက်တစ်ခါစာအုပ်ဆိုင်ရောက်တိုင်းအလိုအလျောက်ဤပါတဲ့အလေးထားဖြစ်လာပါတယ်မြေပြင်မှပေ130အမြင့်ရှိတဲ့ကရိန်းလက်မောင်းပေါ်မှာအိပ်ပျော်နေတဲ့မိန်းကလေးတဦးကိုတွေ့ရှိခဲ့ကြပါတယ်။သူမဟာအိမ်မထွက်ပြီးစောက်လုပ်ရေးလုပ်ငန်းခွင်ကိုလမ်းလျှောက်လာကအိတ်နေရင်းနဲ့ကရိန်းပေါ်ကိုတက်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကိုလူတဦးကလည်းသူမကိုမြင်ပြီးအရေးပေါ်ဝန်ဆောင်မှုတွေကိုအကြောင်းကြားခဲ့တဲ့အတွက်မိသက်သမားတဦးသူမထံကိုတက်ရောက်လာတဲ့အချိန်မှာတော့သူမဟာဆက်လက်အိပ်ပျော်နေဆဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီအခါသူမကိုနှိုးလိုက်ပါကလည်းအလန့်တကြားဖြစ်ကပြုတ်ကျသွားနိုင်တဲ့အတွက်မိသက်သမားဟာသူမရဲ့ဖုန်းကိုအသုံးပြုကမိဘတွေနဲ့ဆက်သွယ်ခဲ့ပါတယ်။အဲ့ဒီအခါမိဘတွေကတတိပေးနိုးပြီးမှကယ်ဆယ်ရေးသမားတွေကအနေနဲ့ကင်းစွာနဲ့ဆင်းသက်နိုင်ရန်ပြင်ဆင်နေစဉ်2 နာရီခွဲကြာပြီးနောက်သူမကိုအောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါတယ်